အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့အမီဝကြကဏ္ဍရဲ့နောက်ဆုံးကောင်းစဉ်တစ်ခုဖြစ်တဲ့ကရိယာအထူးပြုဝကြကဏ္ဍအကြောင်းကိုဆွေးနွေးသားမှာဖြစ်ပါတယ်ကရိယာအထူးပြုဝကြကဏ္ဍဆိုတာကတော့ကရိယာအထူးပြုသဘောတက်ရောက်နေတဲ့ဝကြကဏ္ဍပဲဖြစ်ပါတယ်ဝကြရိုးထဲမှာရှိနေတဲ့ဝကြရိုးလေးတွေကိုဝကြဆက်ပစ္စည်းတွေနဲ့ချိတ်ဆက်ပေးထားပါတယ်ဒီနေရာမှာအနောက်မှာရှိနေတဲ့အမီခံဝကြကဏ္ဍမှာရှိတဲ့ကရိယာကိုအထူးပြုထားတဲ့အတွက်ကရိယာအထူးပြုဝကြကဏ္ဍလို့ခေါ်ရခြင်းပဲဖြစ်ပါတယ်ပို့ပြီးနားလည်သွားအောင်တာရကလေးနဲ့ကြည့်ပါမယ်။နံပါတ်1တာရကမှာစနေနေ့မှာသူခရီးသွားမယ်။မနှက်ဖြန်သွားတာလည်းဖြစ်နိုင်ပါတယ်။ဒီလိုအပြောဝကြနဲ့ရေးပြထားတဲ့ဝကြရိုးနှစ်ခုကိုပေါင်းလိုက်တဲ့အခါမှာစနေနေ့သို့မဟုတ်မနှက်ဖြန်သူခရီးသွားမည်ဆိုတဲ့ဝကြရိုးပုံစံကိုရရှိမှာပဲဖြစ်ပါတယ်။အသေးစိတ်လေ့လာကြည့်တဲ့အခါမှာစနေနေ့သို့မဟုတ်ဆိုတဲ့အမိဝကြကဏ္ဍနဲ့မနှက်ဖြန်သူခရီးသွားမည်ဆိုတဲ့အမိခံဝကြကဏ္ဍတွေကိုသို့မဟုတ်ဆိုတဲ့အဆက်ပစ္စည်းနဲ့ချိတ်ဆက်ပေးထားတာကိုတွေ့ရပါမယ်။တနည်းအားဖြင့်သို့မဟုတ်ဆိုတာကဝကြဆက်ပစ္စည်းပဲဖြစ်ပါတယ်။ဒီလိုမျိုးသို့မဟုတ်ဆိုတဲ့အဆက်ပစ္စည်းနဲ့ချိတ်ဆက်ထားတဲ့အရှိကဝကြကဏ္ဍကနှစ်ရက်ရှိတဲ့အထက်မှာသူခရီးသွားမယ့်ရက်ကတော့တရက်ရက်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုဖော်ပြထားတဲ့အတွက်အနောက်ကအမိခံဝကြကဏ္ဍအထက်မှာရှိတဲ့ခရီးသွားဆိုတဲ့ကရိယာကိုအထူးပြုတဲ့သဘောတက်ရောက်နေပါတယ်။ဒါကြောင့်စနေနေ့သို့မဟုတ်ဆိုတဲ့ဝကြကဏ္ဍဟာကရိယာအထူးပြုဝကြကဏ္ဍပဲဖြစ်ပါတယ်။ဒုတိယတာရကကိုဆက်ပြီးလေ့လာပါမယ်။ဒူရင်ဒီကိုလေလုံးအိတ်ဖြင့်ထုတ်ပေးပါ။ကျွန်တော်ဝယ်မီဒီဝကြရိုးနှစ်ခုကိုပေါင်းစပ်လိုက်တဲ့အခါမှာဒူရင်ဒီကိုလေလုံးအိတ်ဖြင့်ထုတ်ပေးလင်ကျွန်တော်ဝယ်မီဆိုတဲ့ဝကြရိုးကိုရရှိမှာဖြစ်ပါတယ်။အသေးစိတ်လေ့လာကြည့်တဲ့အခါမှာတော့ဒူရင်ဒီကိုလေလုံးအိတ်ဖြင့်ထုတ်ပေးလင်ဆိုတဲ့အမိဝကြကဏ္ဍနဲ့ကျွန်တော်ဝယ်မီဆိုတဲ့အမိခံဝကြကဏ္ဍတွေကိုလှင်ဆိုတဲ့အဆက်ပစ္စည်းနဲ့ချိတ်ဆက်ပေးထားတာကိုတွေ့ရပါမယ်။တနည်းအားဖြင့်လှင်ဆိုတာကတော့ဝကြဆက်ပစ္စည်းပဲဖြစ်ပါတယ်။ဒီလိုမျိုးလှင်ဆိုတဲ့စကားလုံးနဲ့ချိတ်ဆက်ပေးထားတဲ့အရှိကဝကြကဏ္ဍဟာဒူရင်ဒီကိုဘယ်လိုလုပ်ပေးရင်တော့ကျွန်တော်ဝယ်ပါမယ်ဆိုတဲ့အခြေအနေကိုဖော်ပြထားတဲ့အတွက်အနောက်ကအမိခံဝကြကဏ္ဍမှာရှိနေတဲ့ဝယ်ဆိုတဲ့ကရိယာကိုအထူးပြုတဲ့သဘောတက်ရောက်နေပါတယ်။ဒါကြောင့်မလို့ဒူရင်ဒီကိုလေလုံးအိတ်ဖြင့်ထုတ်ပေးလင်ဆိုတဲ့ဝကြကဏ္ဍဟာကရိယာအထူးပြုဝကြကဏ္ဍပဲဖြစ်ပါတယ်။နောက်ဆုံးတာရကကိုဆက်ကြည့်ပါမယ်။မြည်ရည်တက်သည်လှသူစားတို့ကြောင်းပိတ်သည်ဒီနှစ်ခုကိုပေါင်းလိုက်တဲ့အခါမှာမြည်ရည်တက်သဖြင့်လှသူစားတို့ကြောင်းပိတ်သည်ဆိုတဲ့ဝကြရိုးကိုရရှိမှာဖြစ်ပါတယ်။အသေးစိတ်လေ့လာကြည့်မယ်ဆိုရင်တော့မြည်ရည်တက်သဖြင့်ဆိုတဲ့အမိဝကြကဏ္ဍနဲ့လှသူစားတို့ကြောင်းပိတ်သည်ဆိုတဲ့အမိခံဝကြကဏ္ဍတွေကိုသဖြင့်ဆိုတဲ့အဆက်ပစ္စည်းနဲ့ချိတ်ဆက်ပေးထားတာကိုတွေ့ရပါမယ်။တနည်းအားဖြင့်သဖြင့်ဆိုတာကတော့ဝကြဆက်ပစ္စည်းပဲဖြစ်ပါတယ်။ဒီလိုမျိုးသဖြင့်ဆိုတဲ့စကားလုံးနဲ့ချိတ်ဆက်ထားတဲ့အရှိကဝကြကဏ္ဍဟာလှသူစားတို့ကြောင်းပိတ်ရတဲ့အကြောင်းရင်းကိုဖော်ပြထားတဲ့အတွက်အနောက်ကအမိခံဝကြကဏ္ဍထဲကကြောင်းပိတ်ဆိုတဲ့ကရိယာကိုအထူးပြုတဲ့သဘောတက်ရောက်သွားပါတယ်။ဒါကြောင့်မလို့မြည်ရည်တက်သဖြင့်ဆိုတဲ့ဝကြကဏ္ဍဟာကရိယာအထူးပြုဝကြကဏ္ဍပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ကရိယာအထူးပြုဝကြကဏ္ဍအကြောင်းကိုနားလည်သွားပြီပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုကိုအချင်းချုပ်ရမယ်ဆိုရင်ကရိယာအထူးပြုဝကြကဏ္ဍဆိုတာကတော့ကရိယာအထူးပြုသဘောတက်ရောက်တဲ့ဝကြကဏ္ဍပဲဖြစ်ပါတယ်။ဒီဝကြရိုးထဲမှာရှိနေတဲ့ဝကြရိုးလေးတွေကိုဝကြဆက်ပစ္စည်းတွေနဲ့ချိတ်ဆက်ပေးထားပါတယ်။ဒီလိုမျိုးချိတ်ဆက်ပေးထားတဲ့ဝကြကဏ္ဍဟာအနောက်ကအမိခံဝကြကဏ္ဍမှာရှိနေတဲ့ကရိယာကိုအထူးပြုတဲ့သဘောတက်ရောက်နေတဲ့အတွက်ကရိယာအထူးပြုဝကြကဏ္ဍလို့ခေါ်ရခြင်းဖြစ်ပါတယ်။ဒါဆိုရင်တော့နောက်ဗီဒီယိုမှာပုတ်ဆက်ပစ္စည်းအကြောင်းကိုဆက်ပြီးတော့လေ့လာသွားမှာပဲဖြစ်ပါတယ်။